အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ပေါ့နော်ဒီနေ့လေးကကျွန်တော်ရဲ့အဓိကတော့ holiday ပေါ့နော်အားလက်ချိန်တစ်ခုအနေနဲ့ကျွန်တော်ကပန်းညံမှာကျွန်တော်စာအုပ်လာဖတ်တယ်ပန်းညံမှာစာအုပ်လာဖိုင်နဲ့ကျွန်တော်ဗာပြောချင်လဲဆိုတော့ပေါ့နော်ကျွန်တော်ဗာပြောချင်လဲဆိုတော့အဓိကကကျွန်တော်တို့လူငယ်တွေပေါ့နော်လူငယ်တွေဆိုတာအခုလက်ရှိအသက်အရွယ်ပြောမှဆိုအရင်ကဆိုရင်ကျွန်တော်တို့လူသက်တန်းအောင်30ကို3ပိုင်းပိုင်းပဲပေါ့နော်33ပိုင်းပိုင်းရင်ကျွန်တော်တို့60ပဲထားပါတော့အသက်30ကိုပထမအရွယ်နောက်ထပ်အသက်30ကနေ60ကိုကျွန်တော်တို့ဒုတိယအရွယ်ပေါ့နော်အဲ60ကကျွန်တော်90ကတော့တတိယအရွယ်ဖြစ်သွားတယ်ပေါ့နော်အခုကျတော့မဟုတ်တော့ကျွန်တော်လူသက်တန်းတွေကတိုးလာပြီပေါ့နော်တိုးလိုက်ဆိုကျွန်တော်တို့ကအသက်ကို25လောက်နဲ့ပဲပိုင်းမယ်ပေါ့နော်25လောက်နဲ့ပိုင်းမယ်ဆိုရင်ကျွန်တော်ဒီအခုလက်ရှိဆိုရင်ဒုတိယအရွယ်တွေကိုစဝင်သွားပြီပေါ့နော်အဲ့လိုတော့ပြောလို့ရမယ်ပထမအရွယ်ကိုကျွန်တော်တို့က25နှစ်နောက်25နှစ်ကနေကျွန်တော်တို့ကနောက်ထပ်50အထိလောက်ကဆိုရင်ကျွန်တော်တို့ကဒုတိယအရွယ်ဝင်သွားပြီအဓိကအသက်50ဆိုကျွန်တော်တို့ကရွှေရတုလို့သတ်မှတ်ကြတယ်ပေါ့နော်ရွှေရတုလို့သတ်မှတ်တယ်အဲ့အသက်50ရာကျွန်တော်တို့ကအောင်မြင်ဆုံးအချိန်ထိပ်ဆုံးရောက်သွားတဲ့အချိန်ပဲကျွန်တော်ဥပမာအနေနဲ့ပြောမှဆိုကျွန်တော်ကတော့ခီးသွားတာဟိုတောင်ဒီပိုင်းတက်တာကြိုက်တော့ကျွန်တော်တို့တောင်တကောင်တက်ပြီးသွားပြီဆိုရင်အပေါ်ထိပ်ဆုံးကိုရောက်သွားပြီဆိုတာနဲ့အဓိကဘယ်လိုပြောမလဲဆိုတော့ထိပ်ဆုံးရောက်သွားပြီဆိုတာနဲ့ပြန်တော့ဆင်းရမှာပဲဘယ်ရမှတော့မတီးမြဲဘူးပေါ့နော်အောင်မြင်ပြီးကျွန်တော်တို့ကြာရှုံးရမယ်အဲ့အောင်မြင်မှုကိုပဲရေရှည်တည်တန်းအောင်ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုရင်ဒါတေချာကိုရဲ့ plan တွေပေါ့နော်ကို plan ကိုရဲ့တွေးခေါ်တွေဒါတော့ရေရှည်တော့ရက်တည်ဖို့ဆိုတာခက်ခဲပါတယ်အောင်မြင်မှုတိုင်းရပေါ့နော်မင်းသားမင်းသမီးပဲဖြစ်ဖြစ်တကယ် celebrity ဘယ်သူတွေပဲဖြစ်ဖြစ်အောင်မြင်တဲ့လူတိုင်းကတစ်ချိန်ကျရင်တော့ကြာရှုံးမှုရဲ့အောင်မြင်ပြီးကြာရှုံးမှုကိုတွားရမှာတော့တေချာဆုံးပဲပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့လေးမှာမျှဝေချင်တာပေါ့နော်ကျွန်တော်ဒီနေ့မျှဝေချင်တာကကျွန်တော်လိုလူငယ်ပေါ့နော်25ထားပါတော့18အခု25ရင်30ဒီဗီဒီယိုလေးကအဓိကပြောချင်တာတော့အသက်30ကျော်တဲ့လူဆိုတော့မကြည့်စေချင်တော့ဘူးပေါ့နော်အသက်30ကျော်တဲ့လူတွေဘာလို့မကြည့်စေချင်တာလဲဆိုတော့အကြောင်းရင်းတော့ရှိတယ်ဘာအကြောင်းရင်းရှိလဲဆိုတော့သူတို့ကအသက်30ကျော်သွားပြီဖြစ်တဲ့အတွက်ကြောင့်သူတို့မှာကအဓိကကဘယ်လိုပြောမလဲအနေထားတစ်ခုရောက်သွားပြီလို့တော့ထင်တယ်ဗောတချို့တွေလည်းရောက်ချင်မှရောက်တချို့တွေရောက်သွားတချို့တွေကလည်းကိုယ့်ရဲ့ knowledge တွေ experience တွေเนาะကိုယ့်ရဲ့work flow တွေအများကြီးပဲဗောနော်ကိုယ့်ရဲ့ဒီ psychology တွေကိုယ့်ရဲ့အများကြီးမူတည်တယ်ဗောနော်ကိုလူတယောက်ကိုဖြတ်တန်းလာခဲ့တဲ့ဗောအများကြီးမူတည်တယ်အဲ့တော့ကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုလေးကအသက်30ကျော်လူတွေဆိုရင်တော့ကြော်သွားပေးပါဘယ်သူတွေကြည့်တင်လဲဆိုရင်ဗောနော်အသက်ကျွန်တော်အခု20ကျော်ဝန်းကျင်ကနေ30မပြည့်ခင်အတွင်းလောက်လူငယ်တွေပိုကြည့်တင်တယ်ကျွန်တော်ကအဓိကအဲ့လူငယ်တွေကိုပဲကျွန်တော်ကmotivation နဲ့ဖြစ်မယ်ကျွန်တော်တည်တဲ့လောက် knowledge ပေါ့နော် sharing ကျွန်တော် experience ရှိတဲ့လောက်ကျွန်တော်အလုပ်တွေလုပ်ခဲ့တဲ့လောက်ကျွန်တော်လုပ်ငန်းတွေ့ကြုံတွေရှိခဲ့တဲ့လောက်လူတွေနဲ့ကျွန်တော် communication ပေါင်းသင်းဆက်ဆံခဲ့တဲ့အလျောက်ပြီးလူတွေကိုကျွန်တော် management လုပ်ခဲ့တဲ့အလျောက်ကျွန်တော်တည်တာတက်တာလောက်ကျွန်တော်ပြန်ပြီးတော့ knowledge sharing လုပ်တာပါပေါ့နော်ဘာပြောချင်တာလဲဆိုတော့ကျွန်တော်တို့အဓိကလူငယ်တွေမှာကနံပါတ်1အချက်ကအရေးကြီးဆုံးကကျွန်တော်တို့မှာ time ပေါ့နော်အချိန်ပြီးဒုတိယကကျွန်တော်တို့မှာ money ငွေကြေးပေါ့နော်ငွေကြေးပြီးလို့ရှိရင်ကျွန်တော်တို့မှာခုနကတော့ငွေကြေးပြီးလို့ရှိရင်ကျွန်တော်တို့မှာက knowledge ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့မှာက energy ပေါ့နော်ဒီအဲ့ဒီအပိုင်းတွေအဓိကကြတယ်ပေါ့နော်အချိန်ဆိုရင်လည်းခုနကတော့လို့ကျွန်တော်အချိန်ကိုကောင်းကောင်းအသုံးချတတ်ကြပဲပေါ့နော်ကိုအားလက်ချိန်ဒီမှာဆိုရင်ကိုအတွက်အကျိုးရှိတိုင်းနဲ့ဖြတ်တန်းနေလားအကျိုးမရှိတိုင်းဖြတ်တန်းနေလားလည်းအများကြီးပို့တည်တယ်အချိန်တွေကိုအကျိုးရှိရင်းနှီးမြှုပ်နှံမှာပေါ့နော်ငွေကြေးကြတော့လူတိုင်းလိုအပ်တယ်ငွေကြေးကလူတိုင်းလိုအပ်တယ်အဲ့အတွက်ကြောင့်မလို့ငွေကြေးဒီခုနကတော့လို့တယောက်နဲ့တယောက်income ကတူမှာမဟုတ်ဘူးကိုတိဆောက်တဲ့ပုံမူတည်တယ်ကိုဖြတ်တန်းတဲ့ experience နဲ့ပုံမူတည်တယ်အဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဘသူတွေကအဓိကကဘယ်လိုမျိုးဆောင်ရွက်တင်လဲဆိုရင်ပေါ့နော်အချိန်ပြည့်ကျွန်တော်တို့ကငွေကြေးဒီလဲကျွန်တော်အထိုက်လျောက်တော့လူငယ်တယောက်အသက်20ကျော်ရင်တော့ရှိတင်လောက်တဲ့ income မရှိတင်ပြီပေါ့နော်အလုပ်ကိုင်လုပ်ရတော့၎င်းကိုမိသားစုအလုပ်မှာဦးစီးတော့၎င်းပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ energy ပြီးလို့ရှိရင် knowledge ပေါ့နော်အဲ့ဒါတွေဒီလဲ energy ကကျွန်တော်တို့လူငယ်တိုင်းမှာ energy ကပြည့်ဝပါတယ်အဲ့ဒီလိုအသက်20ကျော်30မပြည့်ကာလအတွင်းဒီ strong ဖြစ်တဲ့အရွယ်တွေပါပဲကျွန်တော်တို့တွေအများကြီးစူးစမ်းလေ့လာခြင်းပဲအဖန်ကြားဆက်ဆံတွေအရန်လုပ်ခြင်းနဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ပတ်စံအများကြီးရှာခြင်းနဲ့ပတ်စံအများကြီးလိုခြင်းနဲ့အဲ့လိုပေါ့နော်အဲ့ပညာ
နောက်လိုက်တာလည်းရှိတယ်ငွေနောက်လိုက်တာလည်းရှိတယ်တယောက်နဲ့တယောက်တော့မတူကြဘူးပေါ့ဗျာအဲ့ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့အကောင်းဆုံးသုံးချမယ်နောက်ပြီးထပ်ပြီးတော့ကျွန်တော်စကားလက်ဆောင်ထပ်ပြောချင်တာကတော့ကျွန်တော်တို့မှာ right knowledge ရှိရမယ်ပြီးလို့ရှိရင်ကျွန်တော် right choice ပြီးလို့ရှိရင်ကျွန်တော်တို့က right you ပေါ့နော်ကိုပြီးလို့ရှိရင် right time ပေါ့နော်အဲ့အချိန်မှာပဲTony Robbins ပေါ့နော် American size က Tony Robbins ကဘာပြောလဲဆိုတော့ဘာမှမပြောင်းလဲသေးရဘာမှမပြောင်းလဲဘူးတဲ့ကျွန်တော်တို့ဘဝမှာလည်းအဲ့လိုပဲကျွန်တော်တို့ကဘာမှမပြောင်းလဲသေးဘာမှဖြစ်လာမှာမဟုတ်ဘူးပေါ့နော်ပြီးလို့ရှိရင်ကိုကအရင်ဘာကိုလုပ်တင်လဲဘာတွေကအဓိကကိုယ့်အတွက်အကျိုးရှိမလဲဆိုတာကိုတော့စဉ်းစားတင်တယ်ပေါ့နော်နောက်ထပ်စကားလက်ဆောင်လေးတစ်ခုကကျွန်တော်မတူတဲ့ရလက်လိုချင်ရင်ကျွန်တော်လုံနေကြပုံစံတွေတိုင်းကျွန်တော်တို့ကလုံနေပြီးတော့မတူတဲ့ရလက်ကိုရကျင်တယ်ဆိုတာကျွန်တော်တို့ကယူနေတယ်လို့ပဲပြောလို့ရမှာပေါ့နော်ကျွန်တော်တို့ကအဓိကမတူတဲ့ပုံစံရကျင်တယ်ရလက်ကိုရကျင်တယ်ဆိုတော့ကျွန်တော်မတူတဲ့ပုံစံကိုလုံမအောင်ဖြစ်မှာပါနော်ကိုကတနေ့တာကိုဘယ်လိုဖြတ်တန်းမလဲကိုအတွက်အကျိုးရှိတာတွေအကျိုးမရှိတာတွေပါတယ်လေနော်အဲ့ဒါလေးတွေအဓိကကြမယ်ပြီးလို့ရင်ကျွန်တော်တို့က income အနေနဲ့ပေါ့နော်ပတ်စံကိုဘယ်လိုအဓိကရှာမလဲပြီးရင်ပတ်စံကိုကျွန်တော်တို့ဘယ်လို management လုပ်မလဲစီမံခန့်ခွဲလဲမလဲအဲ့ပေါ်တွေလည်းအများကြီးမူတည်တယ်ပေါ့နော်အခုလက်ရှိကျွန်တော်ပြောသွားတဲ့စကားလေးတွေပေါ့နော်ကျွန်တော်ပြောသွားတဲ့အခုဒီစကား topic လေးတွေအကုန်လုံးကိုလူငယ်တွေနဲ့ကိုကဘယ်လိုမျိုးနေထိုင်တဲ့နဲ့ကိုကဘယ်လိုမျိုးပြုမှုဆောင်ရွက်တဲ့နဲ့ဆိုတဲ့အချက်လေးတွေကျွန်တော်အဓိကထားပြောပြသွားတာပေါ့နော်ကျွန်တော်ရဲ့ Toby Blog Channel ကိုကြိုက်နေတဲ့ဆိုတော့ like နဲ့ subscribe လုပ်ထားပေးပါအားလုံးပဲကျေးဇူးတင်ပါတယ်